ဒီစီစဉ်ကတော့တရုတ်နိုင်ငံဟာကမ္ဘာနီးပညာကန်တာမှာဘယ်လိုမျိုးထိဆုံးကိုလန်လန်မြန်မြန်ရောက်လာတယ်လဲဆိုတာကိုအမြန်ဆုံးအနည်းချုပ်တင်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ TikTok တို့ DeepSeek ကိုလို့နာမည်ကြီး app တွေကနေလက်စီကားရီအထိတရုတ်နိုင်ငံကကမ္ဘာနီးပညာလောကကိုဘယ်လိုများလွှမ်းမိုးနေလဲပြီးတော့ဒါကကျွန်တော်တို့အတွက်ဘာကြောင့်အရေးကြီးနေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြအောင်ဗျာ။ပထမချက်အနေနဲ့ပြောရရင်တရုတ်ရဲ့နီးပညာလွှမ်းမိုးမှုဟာဖုန်းထဲက app တွေလောက်တည်းမကတော့ပါဘူး။စဉ်းစားကြည့်လေ BYD လို့လက်စစ်ကားတွေကမ္ဘာဈေးခွက်ရဲ့90%လောက်ထိထောက်ပံ့ပေးနေလဲနီယောင်ချီဆိုင်ရင်တုံပြားတွေနောက်ပြီးကမ္ဘာဈေးခွက်90%ကိုကိုင်လုထားတဲ့ DJI drone တွေထိအကုန်လုံးသူတို့ချိပဲလေဒါတွေမကသေးဘူးအလွန်ရှုံထွေးတဲ့တွက်ချက်မှုတွေလုပ်နိုင်တဲ့ quantum computer နည်းပညာနဲ့ AI mobile ခွင့်တွေမှာပါသူတို့ကကမ္ဘာကိုဦးဆောင်နေရပါဒုတိယချက်ကတော့ဒီလိုအမှန်ခံအောင်မြင်မှုတွေကအလိုလိုနေရင်ဖြစ်လာတာတော့မဟုတ်ဘူးပေါ့2015ခုနှစ်ကတည်းကသူတည်တနာနဲ့နီးပညာတွေအတွက်ဒေါ်လာ1.5 trillion အထိယင်းနှိမ့်မြုံနှံဟူရည်ကျဲခဲ့တဲ့ Made in China 2025ဆိုတဲ့နိုင်ငံတော်စီမံကိန်းကြီးကြောင့်ပါအခုဆိုရင်အဲ့ဒီစီမံကိန်းရည်မှန်းချက်တွေရဲ့86%ကိုတောင်အောင်မြင်စွာအကောင့်တွေဖော်နိုင်ခဲ့ပြီလို့ဆိုရမှာပါနောက်ဆုံးအနေနဲ့ကတော့ပိတ်ဆို့မှုတွေကြောင့်တီထွင်စံသူမှုနဲ့ American ရဲ့တုံ့ပြန်မှုတွေကြောင့်ပါအနောက်နိုင်ငံတွေက electronic ပစ္စည်းလေးဦးနောက်လို့ခေါ်တဲ့အရေးကြီး microchip တဲ့တရုတ်စီမအောင်ပိတ်ဆို့ထားကြပေမဲ့ Huawei နဲ့ DeepSeek တို့ကတော့ရှိတဲ့နည်းပညာအဟောင်းတွေကိုပဲပါးနဲ့ဆောက်အသုံးပြုပြီးဆက်လက်တည်ထွင်နေကြဆဲပါဒီအချိန်မှာ American ဘက်ကလည်းညီမနီပဲ AI ချီကအဆောက်အုံတော့ဒေါ်လာ900ဘီလီယံယင်းနှိမ့်မြုပ်နှံကြီးအပြင်းထန်ပြန်လည်ရင်းပြိုင်နေပါတယ်အချုပ်ပြောရှင်ဖို့ AI မှာယင်းနှိမ့်မြုပ်နှံမှုတွေနဲ့အခက်အခဲကြီးကိုကျော်လွှားနိုင်စွမ်းလိကြောင့်တရုတ်နိုင်ငံဟာအနာဂတ်ကမ္ဘာနည်းပညာစစ်ပွဲမှာအင်အားအကြီးဆုံးပြိုင်ဘက်တို့အဖြစ်အခိုင်အမာရပ်တည်နေပြီဆိုလားညင်လို့မရတော့ပါဘူး